ဒီနေ့မှာတော့ကျွန်တော်ကကဘာပေါ်မှာရှိတဲ့ထူးထူးဆန်းဆန်းပွဲတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီထဲကတချို့ပွဲတွေဆိုရင်အသက်အန္တရာယ်ကိုပါထိခိုက်နိုင်ပါတယ်။ရက်ွက်ထဲမှာအစာမကြေတဲ့ဘဲတွေရှိရင်လူတွေရှေ့မှာခေါ်ပြီးထိုးလို့ရတဲ့ပွဲတွေလည်းပါပါတယ်။ဒါကြောင့်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီး channel လေးကို like and follow လုပ်ပေးသွားကြပါဦး Okay, let's go. ပထမဆုံးပြပြပေးမှာတော့နွားတွေကိုနောက်ကနေလိုက်ခွေခိုင်းပြီးလူတွေကအရှိကနေအသက်လူပြီးပြေးကြတဲ့ running off the bull ဆိုတဲ့ပွဲပဲဖြစ်ပါတယ်။အတင်းချက်ခိုင်းလို့ပြေးရတာမဟုတ်ပဲပြေးချင်လို့ပြေးကြတာဖြစ်ပါတယ်။ဒီပွဲတော့ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုရင်ရှင်းပြပါမယ်။ဒီပွဲကိုစပိန်နိုင်ငံမှာရှိတဲ့ပမ်ပလိုနာမြို့မှာကျင်းပကြတာဖြစ်ပါတယ်။15ရာစုဝန်းကျင်လောက်မှာဆိုရင်လူတွေကမြို့ပြင်မှာမွေးထားတဲ့တိုက်နွားတွေကိုနွားတင်းငုတ်ထဲကနေမြို့ထဲမှာရှိတဲ့နွားတိုက်ကွင်းစီကိုပို့ကြပါတယ်။အခုခေတ်လိုကားတွေပါလည်းမရှိတော့နွားတွေကိုလမ်းမပေါ်ကနေပဲလမ်းလျှောက်ပြီးပို့ကြရပါတယ်။အဲ့ဒီမှာမနေနိုင်မထိုင်နိုင်အားနေတဲ့လူငယ်တွေကနွားကိုရိုးရိုးမထိမ့်မဲနဲ့နွားရဲ့အရှိမပြေးတာတွေနွားကိုစတာတွေလုပ်ကြပါတယ်အဲ့လိုလုပ်တဲ့အခါနွားကလည်းမျက်စိနောက်ပြီးလိုက်ခွေပါတယ်အဲ့တော့မြင်ပြီးတဘောကြကြတဲ့တခြားရွှေညံတော်စူးရောက်တွေကလည်းလိုက်လုပ်ရင်းနဲ့အခုလိုနွားပွဲကြီးပေါ်ပေါက်လာတာဖြစ်ပါတယ်တခြားဘာသာရေးတွေရိုးရာတွေနဲ့လည်းပတ်သက်နေရလို့လည်းသိရပါတယ်နေ့စဉ်စူလိုင်းလိုက်ရောက်ပြီးဆိုရင်ဒီမြို့လေးရဲ့လူတွေဟာအဖြူအောင်ဝတ်စုံနဲ့နီအောင်ပေါ်ဝါကိုစီးပြီးလမ်းပေါ်ကိုထွက်လာကြပါတယ်ပြိုင်ပွဲကိုတော့မနက်၈နာရီမှာစတင်ပြီးပွဲစပြီးဆိုတာနဲ့နွားတင်းငုတ်ကြီးတွေကပွင့်သွားပြီးအလေးချိန်ပေါင်တစ်ထောင်ကျော်တဲ့နွားကြီးတွေဟာတွေ့တဲ့လူကိုခွေဖို့ဝုန်းတိုင်းချင်းပြေးထွက်လာကြပါတယ်ဒီလိုထွက်လာရင်အရှိရလူအုပ်ကြီးအသက်လူပြီးပြေးကြရပါတယ်အဲ့ဒီလမ်းတွေကကျင်းပြီးချော်နေရကြောင်းလူတွေရောနွားတွေပါချော်လဲပြီးတန်ရာတွေရောက်ကုန်ကြပါတယ်နွားတွေကတနာရီကို15မိုင်လုံးလောက်ပြေးနိုင်တာကြောင့်သူတို့ရဲ့ချွန်ထက်နေတဲ့ဂျိုးတွေကိုကြောကုန်းသားကိုရောက်လာတာတော်တော်လေးကိုတွေးပြဖို့ကောင်းပါတယ်တချို့လူတွေကဘေးအကာရန်နေပေါ်တက်ပြေးကြသလိုတချို့ကလည်းချော်လဲနေကြပါတယ်ပြေးနေတာလူအုပ်ကြီးဖြစ်တဲ့အတွက်တယောက်ချော်လဲရင်နောက်မှလိုက်လာတဲ့လူတွေလည်းချော်လဲနိုင်တာကြောင့်တော်တော်အနေနဲ့များပါတယ်နွားကြီးတွေကအဲ့ဒီလူတွေအပေါ်ကဖြတ်ပြေးတာတွေဂျိုနဲ့ထိုးတာတွေကြောင့်လူအထိခိုက်တွေလည်းရှိပါတယ်မှတ်တမ်းတွေရဆိုရင်ဒီပွဲမှာတေဆုံးတဲ့လူဟာတမိုင်းတစ်လျှောက်15ယောက်ထိရှိခဲ့တယ်လို့သိရပါတယ်ဒီပွဲကိုဇူလိုင်လ9ရက်နေ့ကနေ14ရက်အထိကျင်းပပြီးတော့ပွဲရဲ့ကြာချိန်ကတော့2မိနစ်ကနေ4မိနစ်အထိပဲရှိပါတယ်ဒီပွဲကိုဝင်ပြန်ကြတဲ့လူတွေကတော့အသက်ကိုဖက်နဲ့ထုတ်ထားမှသိကြပါတယ်ဘဝမှာရှင်တန်ရအတိတ်ပဲမရှိဘူးလို့တွေးမိနေဒီပြိုင်ပွဲကိုဝင်ပြိုင်မှုချန်ပေးချင်ပါတယ်4မိနစ်အတွင်းအတိတ်ပဲပြန်ရှိသွားမယ်လို့ထင်ပါတယ်နောက်ထပ်ပြောပြပေးမယ့်ပွဲကတော့ဂျပန်နိုင်ငံမှာရှိတဲ့နာဂနိုဆိုတဲ့မြို့လေးမှာကျင်းပတဲ့အမ်ဘာရှီဝါဖက်စတီဗယ်ပဲဖြစ်ပါတယ်တောင်ဝန်းပေါ်ကနေတစ်တုံးကြီးတွေကိုအောက်ထိစီးပြီးဆင်းလာကြတဲ့ပွဲပဲဖြစ်ပါတယ်ဒီပွဲကိုကျင်းပတာနှစ်ပေါင်း1200ကျော်ပြီလို့လည်းပြောကြပါတယ်ပွဲတော်တော့6နှစ်တစ်ကြိမ်ကျင်းပတာပဲဖြစ်ပါတယ်ဒီပွဲရဲ့အဓိကရွေချက်ကတော့ရှူဝါထိုင်ရှားဆိုတဲ့နှက်ကြောင်းကြီးရဲ့တောင်းလေးတောင်မှာရှိတဲ့တိုင်လုံးကြီးတွေကိုအစ်စ်လဲဝဲဖြစ်ပါတယ်အလုပ်ကိုပွဲတော်အဖြစ်ပြောင်းလိုက်တာဖြစ်ပါတယ်တိုင်လုံးကြီးတွေအဖြစ်အသုံးပြုဖို့အတွက်တောင်ပေါ်ကနေအေယာမတစ်ပင်ကြီးတွေကိုခုတ်လဲကြရပါတယ်အဲ့ဒီနောက်ဆက်ရန်နေရတွေဘာမှမသုံးပဲကြောင်းရှိအောင်လူရင်အားနဲ့တည်လာကြရပါတယ်ပွဲတော်ရဲ့အသေးရောက်ဖို့အကောင်းဆုံးပိုင်းကတော့မက်ဆောက်လုံးနဲ့တောင်ကုန်းကြီးတွေပေါ်ကနေအလေးချိန်တန်နဲ့ချီရှိတဲ့တစ်တုံးကြီးတွေကိုအောက်ကိုရှော့ချကြရပါတယ်အဲ့ဒီတစ်တုံးကြီးတွေပေါ်မှာရွာသားတွေကတက်ခွစီပြီးလိုက်သွားကြတာဖြစ်ပါတယ်တစ်တုံးကြီးတွေကထိမ့်မနိုင်သိမ့်မနိုင်ဆင်းချသွားတဲ့အခါမြေကြီးကအဖုထစ်တွေနဲ့တိုက်ပြီးလူတွေကလွန့်ထွက်ကုန်ပါတယ်တခါတလေလူတွေဟာတစ်တုံးကြီးအောက်ကိုရောက်ကုန်ပါတယ်ဒါလည်းအသက်ကိုဖက်နဲ့ထုတ်ပြီးကျင်းပရတဲ့ပွဲပဲဖြစ်ပါတယ်ဒီလိုစီးနိုင်တာကိုဂုဏ်ယူစရာကောင်းတယ်လို့လည်းသတ်မှတ်ကြပါတယ်ဒီပွဲတော်မှာပြန်ရင်လူ၈ဦးဝန်းကျင်လောက်တေဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်ဘလို့ပဲဂုဏ်ယူစရာကောင်းတယ်ပြောနေပါစီမှန်တရားပေါ်မှာတော့ဖြောင်းဖြောင်းလမ်းမလျှောက်ရတဲ့ကျွန်တော်လိုလူတွေအတွက်တော့ဝင်ပြိုင်မှုတော်တော်လေးကိုအဆင်မပြေပါဘူးနောက်ဆုံးပြပြပေးခြင်းတဲ့ပွဲကတော့ရက်ွက်ထဲမှာအစာမကြေတဲ့လူရှင်ခေါ်ထိုးလို့ရတဲ့ပွဲပဲဖြစ်ပါတယ်ဒီပွဲကိုပီရူးနိုင်ငံမှာရှိတဲ့ထောမတ်ဆိုတဲ့မြို့မှာကျင်းပပြီးတော့အခြားရွာလေးတွေမြို့လေးတွေမှာလည်းကျင်းပလေးရှိရလို့သိရပါတယ်ဒီပွဲကိုဒီဇင်ဘာ25ရက်နေ့မှာကျင်းပပြီးတချို့ဒေသတွေမှာတော့24ရက်ကနေ26ရက်အထိကျင်းပကြရလို့သိရပါတယ်ပွဲကျင်းပလာတာလည်းအကျန်းဖြစ်နှစ်ပေါင်း900ကျော်ပြီလို့သိရပါတယ်ပွဲကျင်းပတဲ့နေ့ဆိုရင်လူတွေကစီကားနေပြီးထူးထူးဆန်းဆန်းဝတ်စုံတွေဝတ်လေးရှိကြပါတယ်တည်ရကြခင်လေငှက်တောင်မှန်ပုံစံနေတားရဲ့တရိတ်ဆန်မျက်နှာဖုံးတွေဖြစ်ပါတယ်ပွဲစပြီဆိုရင်လူတွေကစားကြတောက်ကြရိုးရသချင်းတွေအကျယ်ကြီးဖွင့်ထားကြပြီးဝိုင်းကြီးတစ်ခုလှုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မကျေနပ်တဲ့သူကဝိုင်းထဲဝင်ပြီးကိုနဲ့ဘောင်ချရှိတဲ့သူဝိုင်းထဲကနေမြန်မာလူကြီးစိန်ခေါ်ရတာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာစိန်ခေါ်ခံရတဲ့လူကလည်းဝိုင်းထဲကိုဝင်လာပြီးတော့ဒူးတွေလည်းမှာထိုးကြပါတယ်မျက်ခွက်တွေထိုးခြေထောက်တွေနဲ့ကန်ပြီးမကျေနပ်ချက်တွေနဲ့ပေါင်းပြီးချကြတာဖြစ်ပါတယ်ဒါပေမဲ့ဒါဟာလမ်းဘေးရံပွဲနဲ့မတူပဲဒိုင်လူကြီးရှိပါတယ်စီးမြင့်စည်းကမ်းတွေလည်းတတ်မှတ်ထားပါတယ်လဲသွားတဲ့ဒီကိုဆိုရင်ဆက်ထိုးခွင့်မရှိသလိုကြိုက်တာတို့သပင်ဆွဲတာတို့လည်းလုပ်ခွင့်မရှိပါဘူးထူးဆန်းတာဒီပွဲမှာပြိုင်တာယောက်ျားလေးတွေမဟုတ်ပဲမိန်းကလေးတွေလည်းကိုမကျေနပ်တဲ့လူရှင်ခေါ်ထိုးလို့ရပါတယ်ကလေးတွေတောင်အချင်းချင်းမကျေနပ်ကြရင်လူကြီးတွေရဲ့ကြည့်ရှုမှုအောက်မှာပျော်ထိုးကြပါတယ်ပွဲပြီးတော့ဆို
ရင်တော့ခုနထိုးနေကြတဲ့တွေးတန်သေးရဲ့နဲ့လူ2ယောက်ဟာတယောက်ဟိုတယောက်လက်ဆွဲနှုတ်ဆက်တာတို့ဖက်တာတို့ပြုလုပ်ကြပါတယ်ငါတို့ပေါင်းချာတွေအားလုံးရှင်းပြီးသွားပြီဆိုတဲ့သဘောပဲဖြစ်ပါတယ်ထပ်ပြီးမကျေနပ်သေးရင်တော့ချင်းထိုးကြလားဆိုတော့ကျွန်တော်လည်းမသိပါဘူးပြီးသွားပြီဆိုရင်တော့အားလုံးစုပြီးကကြခုံကြအရက်တောက်ကြနဲ့ခရစ်စမတ်ကိုပြောပါပါဆက်လက်ဆင်နွှဲကြပါတယ်သူတို့ရဲ့ပွဲတော်ကျင်းပရတဲ့ရွေချက်ကတော့အမုန်းတွေကိုစုမထားဖို့တရားရုံးမလိုပဲပြဿနာဖြေရှင်းဖို့နှစ်တစ်ကိုစိတ်ရှင်းရှင်းနဲ့စကြင်လို့ဆိုတဲ့အချက်တွေကြောင့်ပဲဖြစ်ပါတယ်မြန်မာမှာလို့မောမှာချင်းထိုးရတယ်အเจ้าမှာရံဖြစ်တာတွေလောက်တတ်တဲ့သူတွေအတွက်ဆိုတော်တော်အဆင်ပြေမှာပါအုတ်လိုက်ကြီးနဲ့မှထိုးရရင်တော့ကျွန်တော်လည်းမပြောတတ်ပါဘူးစတာပါရံဖြစ်တာမကောင်းပါဘူးရံမဖြစ်ကြပါနဲ့ကဲဗီဒီယိုလေးရတော့ပါပဲဘော်ရာတို့ဆိုရင်ဘယ်ပွဲမှာဝင်ပြိုင်ဖြစ်မလဲဆိုတာကို comment ထဲမှာဝင်ရောက်ရေးပေးသွားလို့ရပါတယ်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုနဲ့ထပ်လာခဲ့ပါမယ်အားလုံးပဲ peace out